အားလုံးပဲမင်္ဂလာပါ77 Sport ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Greenwood ကိုဆာလာနီယာမှာစိတ်ကူးယဉ်ကျေးတော့ဆိုတဲ့ topic နဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာပါအဲ့တော့ဒါ Greenwood နဲ့ဆာလာနဲ့နှိုင်းရတာတော့ဘုမနဲ့ပြောလို့ရှိရင်တော့မကောင်းပါဘူးတကယ်နဲ့ပြောမယ်ဆိုလို့ရှိရင်ဆာလာဒီဒါ Premier League မှာအကြိမ်ကြိမ်တက်တည်ပြပြီးသားကစားသမားလက်ရှိမှာဆိုလို့ရှိရင်ဒါ Liverpool ရဲ့ကဏ္ဍဝင် Premier League ရဲ့ကဏ္ဍဝင်လို့တောင်ပြောလို့ရတယ် Premier League ရဲ့အကောင်းဆုံးဒါခေတ်တည်းရဲ့ညာတောင်မှန်ဒါ modern ဘောလုံးလောကမှာပေါ့နော်ညာတောင်မှန်ကစားသမားပေါ့နော်အကောင်းဆုံးညာတောင်မှန်ကစားသမားလို့ပြောလို့ရတယ်အဲ့လိုမျိုးအချိန်မှာဆိုဘယ်လိုပြောမလဲဇယားတော့ထောင်းတာပဲပေါ့လေဆာလာလည်းအခုအသက်ကြီးနေတဲ့နေရာမှာဒါလူငယ်ကစားသမားအစားထိုးမယ်အဲ့လိုမျိုးအစားထိုးမယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ဒါဟောပေါ့ပြောမယ်ဆိုလို့ရှိရင် Liverpool စိတ်ဝင်စားတာဒီGreenwood ဆိုပြီးတော့အတန်ထွက်နေတယ်တိုးတော်ညာလည်းပဲတခြားသောကစားသမားတွေကိုလည်းဒါစိတ်ဝင်စားနေတယ်ပေါ့ဒါပေမဲ့ Greenwood အကြောင်းကိုပဲကျွန်တော်တို့ပြောကြမယ်ဆိုလို့ရှိရင်ဆာလာနေရာမှာအစားထိုးနိုင်မလားဆိုလို့ရှိရင်တော့ဆာလာတော့မဟုတ်ဘူးဆိုရင်တောင်မှလူဝစ်ဒီရက်လောက်တော့ဖြစ်မယ်လို့တော့ကျွန်တော်ထင်တယ်လက်ရှိဆာလာဒီဆာလာပြနေတဲ့ခြေစွမ်းကတရားတီကိုဂိုး90လောက်တွင်းနေတဲ့ခြေစွမ်းမျိုးမဟုတ်ဘူးပြောချင်တဲ့သဘောတရားကဘာလဲဆိုတော့20 30ဆိုကြပါစို့အမြင့်ဆုံးဆို40ပေါ့အဲ့တော့20 30တန်း30 40တန်းမှာနှစ်တိုင်းဝင်နေတယ်ဆိုတဲ့သဘောမျိုးအဲ့တော့ဆာလာဒီအကောင်းဆုံးကစားသမားဘယ်လိုဖြစ်လာတာလဲဆိုလို့ရှိရင်ဆိုကြပါစို့ကျွန်တော်တို့ဆာလာကပိုကောင်းတဲ့တောင်ပန်ကစားသမားတွေအများကြီးရှိခဲ့ဘူးဒါပေမဲ့ဆာလာက consistency နဲ့ပြခဲ့လို့ဒါဆာလာဖြစ်လာတာပြောချင်တဲ့သဘောတရားမျိုးကလက်ရှိအချိန်မှာဆိုလို့ရှိရင် Liverpool အနေနဲ့ဆာလာကိုတုံးနေရတာဒီအရင်အနေများတယ်ဘာဖြစ်လို့အနေများလဲဆိုတော့ဆာလာဒီပြောလို့ရှိရင်ဆိုကြပါစို့ assist တွေအများကြီးလုပ်ပေးနေတယ်ပြီးလို့ရှိရင် goal တွေလည်းအချိန်တိုင်းတွင်းပေးနေတယ်ဆိုတော့ညာလည်းပဲသူရဲ့ defensive work rate ပိုင်းကအရင်နေလာတယ်ပြောချင်တဲ့သဘောတရားမျိုးဒီပါလဲဆိုတော့ဆာလာက right wing ပြီးလို့ရှိရင် Alexander Arnold ကလည်း right wing အဲ့လိုမျိုးအချိန်မှာ Liverpool ကပေါက်လိုက်ပြီဆိုလို့ရှိရင်ညာဘက်ကပဲပေါက်တယ်ဘာဖြစ်လို့လဲဆိုတော့ဆိုကြပါစို့ Alexander Arnold ဒီလည်း defensive ပိုင်းဆိုင်ရာမှာအရင်ကောင်းတဲ့အနေအထားမျိုးမဟုတ်လို့ဆာလာဒီသူအသက်အရွယ်အရပြန်ပြီးတော့ trap back မလုပ်နိုင်ဘူးအဲ့လိုမျိုးပြန်ပြီးတော့ trap back မလုပ်နိုင်တဲ့အချိန်မှာအဲ့လိုမျိုး အဲ့လိုမျိုးဒါပြောလို့ရှိရင်သူတို့လွတ်နေတဲ့အချမ်းတွေကိုဆိုလို့ရှိရင်ကျွန်တော်တို့ Matt Alistair လို့ပြီးလို့ရှိရင် Graham Bench ကအပြန်ပြီးတော့ဖြည့်ပေးရတယ်ဆိုတဲ့သဘောတရားမျိုးမှရှိတယ်အဲ့လိုမျိုးဆက်ပြီးတော့တုံးနေမယ်ဆိုလို့ရှိရင်ဒါ Liverpool ဒီဆိုကြပါစို့ဇယာလဲထောင်းလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆာလာနေရာမှာတော့အစားထိုးဖို့အတွေ့ရတော့ရှိမှာပဲဒါမိနစ်တုံးကလည်းရှိခဲ့တယ်ဒီနှစ်လည်းရှိခဲ့တယ်ဆိုတဲ့သဘောတရားမျိုးအဲ့တော့ Greenwood ဒီနေရာကိုတော့ဖြည့်ဆည်းပေးနိုင်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ Greenwood ဒီအသက်အရွယ်ငယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ defensive work rate ပိုင်းလည်းကောင်းတယ်ပြီးလို့ရှိရင် Greenwood ရဲ့လှုပ်တုံနဲ့ speed ကလည်းတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ Greenwood ရဲ့ body structure ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲ23နှစ်ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ body structure ကတော့တော်တော်လေးအဆင်ပြေနေပြီဒါပေမဲ့အရက်တော့ပူတယ်ဟုတ်ကဲ့ဒါဆာလာတီလည်းအရင်ရှိတဲ့မပါဘူးဆိုပေမဲ့ Greenwood ဒီလည်းနည်းနည်းပူတယ်တဲ့ပါတယ်တိုးတော်ညာလည်းပဲစင်တူတာတစ်ခုဒီပါလဲဆိုတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်ညာတောင်မှအုံတန်းတန်းနဲ့ဆော့တာမျိုးမဟုတ်ဘဲနဲ့တော်တော်လေးအရင်အနွယ်လေးနဲ့ဆော့တဲ့ပုံစံမျိုးရှိတယ်ပြောရင်မာယာများတယ်လို့ပြောလို့ရတယ် Greenwood ကဆိုကြပါစို့လေတိုက်ရင်တော့လဲတော့မယ်ဆိုတဲ့ပုံစံလေးနဲ့အဲ့လိုမျိုးညက်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်တစ်ဖက်ကစားသမားချားတွေကိုဝင်တိုးသွားတာဒီဒါကျွန်တော်တို့အနုပညာတစ်ခုဆန်တယ်လို့ပြောလို့ရတယ်အဲ့တော့ဆာလာကစားပုံနဲ့တော့အရင်တူမှာတော့မဟုတ်ဘူးတို့တော်ညာလည်းပဲ Liverpool မှာဆာလာထွက်သွားရင်တော့မှအချိန်အဟုန်မပြတ်ဖဲနဲ့အနေထားလေးမပြတ်ဖဲနဲ့ထိန်းနိုင်တဲ့အနေအထားမျိုးမှာတော့ရှိတယ်ပြီးတော့ Greenwood ရဲ့အဓိကအားသာချက်တွေခုနကပြောသူမျိုးပဲဆာလာပုံစံမျိုးပဲ assist လည်းလုပ်ပေးနိုင်တယ် goal လည်းသွင်းပေးနိုင်တယ်ဘာဖြစ်လဲဆိုတော့ Manchester United မှာသူ့ goal တွေနဲ့ကယ်ပေးခဲ့တဲ့အများနှစ်တွေအများကြီးရှိတယ် Ronaldo ရောက်လာတဲ့နှစ်တုန်းကဆိုရင် Ronaldo မရောက်ခင်တုန်းက 1C နဲ့ကြီးပဲ3ပွဲလုံးနိုင်တာအဲ့3ပွဲလုံးမှာ Greenwood ဒီ3 goal သွင်းခဲ့တယ်လို့ပြောလို့ရတယ်အဲ့လိုမျိုးအခြေအနေပြီးတော့လက်ရှိမာစိမ်းမှာဆိုလို့ရှိရင်လည်း assist နဲ့goal နဲ့ balance မျှတယ်ပေါ့နော်ပြောလို့ရှိရင် goal သွင်းနှုန်းနဲ့ penalty နှုန်းနဲ့ balance မျှတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Getafe မှာလည်း goal သွင်းနှုန်းနဲ့ဒါ assist နဲ့ balance မျှတယ်ဒါ assist ကတော့နည်းနည်းလေးပိုကောင်းပိုနိုင်နေဆိုပေမဲ့တော်တော်လေး balance ဖြစ်တယ်လို့ပြောလို့ရတယ်ဒါဒီဆာလာနေရာမှာအစားထိုးမဲ့ Liverpool တော်တော်လေးကောင်းတဲ့အနေအထားမျိုးပဲဘာဖြစ်လို့လဲဆိုတော့ Luis Diaz ကတဖြည်းဖြည်း development တစ်ခုဖြစ်လာတာဒါပြောမယ်ဆိုတော့အရင်တော့ဆွဲပြေးတယ်သူဆွဲပြေးလို့ရှိရင်မျောလင်းစရာမရှိဘူးဆိုတဲ့အနေအထားကနေသူဆွဲပြေးလို့ရှိရင် assist ပဲဖြစ်သွားမှာလား goal ပဲဖြစ်သွားမှာလားဆိုပြီးတော့တဖြည်းဖြည်းနဲ့မျောလင်းလို့ရတာဒါပေမဲ့ Greenwood ရောက်လာပြီဆိုလို့ရှိရင်တော့အဲ့ဒါကို expectation တွေအစာကလေးကမျောလင်းလို့ရတယ်ဘာဖြစ်လဲဆိုတော့ဆိုကြပါစို့တခြားကစားသမားတွေထက်တော့ Greenwood ကိုဒါ United ပရိသတ်ဖြစ်တဲ့ကျွန်တော်ကလည်းကောင်းကောင်းသိတယ်ဆိုတော့လေအဲ့တော့Greenwood အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းတစ်ဖက်ကဒါ Premier League မှာဆိုလို့ရှိရင်ဒါသူ့အတွက်ပြောလို့ရှိရင်နာမည်ပြန်လာနိုင်မယ်အခွင့်အရေး Liverpool အတွက်ဆိုလို့ရှိရင်လည်းဒါ Greenwood ဒီ Premier League မှာအသားကျပြီးသားအသားကျတာကိုမှအသင်းတစ်လေးမှာအသားကျတာမျိုးမဟုတ်ဘဲနဲ့အသင်းကြီးရဲ့ pressure ကိုခံနိုင်တယ် United ရဲ့ဒါပရိသတ်ဖိအားဆိုတာမျိုးကဒါကစားသမား United ကစားသမားတွေရဲ့တီးတဲ့အနေအထားမျိုးအဲ့ဒီ level မျိုးလောက်မှရှိတယ်အဲ့ဒီ pressure တဲ့ဟိုတော့ခံပြီးသွားပြီပြီးတော့နောက်တစ်ခုပါလဲဆိုတော့သူ့ကိုဒါလူတွေထိုးချရတယ်ပေါ့နော်ပြောမယ်ဆိုရင် domestic violence တို့ပြီး internet ကြမ်းဖက်မှုတို့လိုမျိုးစကားတွေအများကြီးအကျယ်ကြီးနဲ့ထိုးချတဲ့ဒဏ်တွေကိုလည်းသူခံပြီးသွားပြီအဲ့ဒီခံပြီးတော့မှဒါဖြစ်လာတဲ့
ဟိုပြောမယ်ဆိုလို့ရှိရင် star တယောက်ဖြစ်တယ် ဟုတ်ကဲ့ အဲ့လိုမျိုး star တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ Liverpool ရဲ့အသင်းကြီးတန်ကိုလည်းသူအေးအေးဆေးဆေးခံနိုင်တယ်လို့ပြောလို့ရတယ်အဲ့တော့တခြားကစားသမားထက်စားလို့ရှိရင်တော့ကျွန်တော်ကတော့ဒါ Greenwood ကိုပို့ကြိုက်တယ်ဒါပေမဲ့ဆိုကြပါစို့ Nico Williams လောက်ဆိုရင်တော့တမျိုးပေါ့ဒီ Nico Williams နဲ့ Greenwood ဆိုလို့ရှိရင် Greenwood ကိုခေါ်ပြီးတော့အပြစ်ပြောခံရမယ်တူတူ Nico Williams ကိုပဲဒါအသင်းပိုင်ရှင်အနေနဲ့ဆိုရင်ကျွန်တော်လည်းခေါ်ပြဖို့တော့များတာပေါ့ဒါပေမဲ့ Nico Williams ကိုမရဘူးဆိုလို့ရှိရင် right wing အခုချိန်မှာရှားပါနေတဲ့ခေတ်ကြီးထဲမှာGreenwood ကတော့အဆင်ပြေမလားလို့တော့တွေးမိတာပေါ့ဟုတ်ကဲ့ပါအဲ့တော့ဆိုတော့အခုဆိုလို့ရှိရင်တော့ Greenwood ကိုဆာလာနီယာအတွက်စိတ်ကူးယဉ်ကျေးတော်ဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာပါကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်